ညီမနှစ်ယောက်ဟာလူတစ်ယောက်တည်းကိုချစ်မိပြီးသူကြောင့်ပဲအချင်းချင်းရန်ဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီလူကလက်ထပ်ထိမ်းများကိုလက်ဆောင်ပစ္စည်းလေးနဲ့ရောက်လာတဲ့အခါညီမနှစ်ယောက်စလုံးကတပြိုင်နက်တည်းညှင်းပယ်ခဲ့ကြပါတယ်သူတို့မိခင်ကတော့အလွန်အားထင်နေခဲ့တယ်ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်လုံးဟာအရင်ဘဝကအခါပြေဆိုးခဲ့ဘူးလို့ပဲဖြစ်ပါတယ်အရင်ဘဝတုန်းကအမဖြစ်သူဟာအဲ့ဒီလူနဲ့လက်ထပ်ခဲ့ပြီးကလေး၃ယောက်မွေးပေးခဲ့ပါတယ်ဒါပေမဲ့တတိယမြောက်ကလေးမွေးပြီးချိန်မှာတော့အဲ့ဒီလူကသူ့ကိုဘယ်တော့မှမချစ်ခဲ့ဘူးလို့အေးစက်စက်ပြောပြီးသူ့ကိုကိုယ်တိုင်ယူသနီရှာတေးစိမ့်နိုင်တဲ့စီထိုးပေးခဲ့ပါတယ်အမဖြစ်သူဟာသူဘသူကိုချစ်ခဲ့တယ်ဆိုတာမကြားရခင်မှာပဲတေးဆုံးခဲ့ရပါတယ်အမဖြစ်သူတည်ပြီးနောက်မှာတော့ညီမဖြစ်သူကလည်းအဲ့ဒီလူနဲ့ပဲလက်ထပ်ခဲ့ပေမဲ့တလအတွင်းမှာပဲနှိပ်စက်ခံရပြီးတေးဆုံးခဲ့ရပါတယ်ဒါကြောင့်ဒီဘဝမှာတော့သူတို့နှစ်ယောက်စလုံးသူနဲ့နောက်တစ်ချိန်မလက်ထပ်လို့ကြတော့ပါဘူးအဲ့ဒီလူကသူတို့ကိုအတင်းအကျပ်မပြုတ်လို့ပဲစောင်းဆိုင်ဖို့စန္ဒရှိချောင်းသာပြောပြီးပြန်သွားခဲ့ပါတယ်ဒီတော့ညီမနှစ်ယောက်ပိုးပြီးစိတ်ရှုပ်ထွေးသွားပါတယ်အဲ့ဒီလူကသူတို့ကိုမချစ်မှန်းသိတာလေးနဲ့ဘာလို့သူတို့မိသားစုတွေကသမီးတစ်ယောက်ကိုလက်ထပ်ဖို့ပဲဇော်ရတင်းလုပ်နေရတာလဲညီမဖြစ်သူရုတ်တရက်တတိယသွားပါတယ်အရင်ဘဝကမင်္ဂလာဥညမှာအဲ့ဒီလူဟာအိမ်မပြောပဲစာကြည့်ကန်ထဲမှာဓာတ်ပုံကပုံကိုကင်ပြီးငိုနေခဲ့တာပါညီမဖြစ်သူကစာကြည့်ကန်နဲ့ခိုးဝင်ပြီးအဲ့ဒီဓာတ်ပုံကိုရှာတွေ့ခဲ့ပါတယ်ဓာတ်ပုံတွေကမင်းကလေးဟာအမဖြစ်သူနဲ့အရန်တူပြီးမဲ့အမဖြစ်သူကတော့အဲ့ဒါသူမဟုတ်မှတစ်ချက်ကြည့်တာနဲ့သိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ